ကဲအားလုံးမင်္ဂလာပါနော်ပြီးခဲ့တဲ့ fighter နော်လာပြောမယ်နော်73ရက်နေ့မိုးထက်အောင်လာပြောမယ်အဲ့ဒါတော့ဗာလဲဆိုတော့နော်တချို့လူတွေကလာဝေပါကြတော့ကွာအနော်ဘာအမှားလဲပြောမယ်ကွာနော်ဒီဘက်ကတူပဲဖြစ်နော်အနော်စီဖုန်းခေါ်လာတယ်ဘာနီပြလဲဂျွဲပေးတာလဲအတူနဲ့အစီနဲ့ဗာလေးညာလေးနော်ဟိုတရအမြင့်တာဆိုတော့မိုးထက်အောင်သူ့ကိုထိုးတာမထိဘူးဗာလေးညာလေးပေါ့နော်ဂျွဲပေးတော့ကြည်ရောဗာလေးညာလေးတချို့တွေကသူတို့ကအခုလက်ဝိထိုးတာသူများဘယ်လိုပြောမလဲအချိန်နဲ့ချိန်တယ်လေဝိတန်နဲ့ချိန်တယ်တချို့လက်ဝိဝသနာစေတာသူတို့ကမသိဘူးလေနော်တွဲပေးတာဟိုတရဒီလောက်တော့ရက်မြင့်တာဟိုတရပူတာတို့ဗါတော့လက်ဝိထဲမှာအတူစီသူများမကြည့်ဘူးနော်အခုကဝိတန်နဲ့ချိန်ရတယ်အဲ့ဒါမိုးထက်အောင်နော်ပြောစီတာနော်ကတော့တက်တက်ပဲပြောတတ်တယ်နော်ရွက်ပြောပြီးမတတ်ဘူးဘာဖြစ်လို့လဲဆိုတော့မိုးထက်အောင်ဒီထက်လောက်အကွက်များရမယ်ပြီးတော့သူများကိုထက်လောက်အရက်မြင့်တယ်ဆိုတော့မိုးထက်အောင်ဒီထက်များရမယ်နောက်လာထော်လို့စီနော်အဲ့ဒါတော့အကွက်ဒီထက်စာနော်ပြီးတော့ဒီထက်များရမယ်ပြီးတော့ဘယ်လိုပြောရမလဲအထဲမှာဝေပြီးဆိုလို့စီကိုပါကွက်သုံးစားရမလဲကိုပါကွက်လောက်ရမလဲကြိတ်တာနော်အနော်အဲ့လိုမျိုးကိုကြိုးစားမှုနဲ့ကိုသွားပြီးတော့မာကွက်တို့ဘယ်လိုပြောမလဲမာတာတို့ဘာတို့ကတော့ခန္ဓာရည်တို့ကတော့တကယ့်ကိုမာတယ်ပြီးတော့ခန္ဓာရည်လည်းစီးတယ်နော်အဲ့ဒါတော့အနော်လေးစားတယ်ဒါပေမဲ့အကွက်တွေပါတယ်နော်ပြန်လစ်လာပြီးတော့ကြိုးစားမှုနဲ့နောက်လာလို့စီကိုထက်လောက်ရမြင့်တဲ့လူနဲ့ထိုးလို့စီသူတို့ထက်လောက်မြန်ရမယ်နော်ပြီးတော့သူတို့ထက်လောက်ကြိုးစားရမယ်အဲ့ဒါအနော်ချစ်လို့ပြောတာနော်အဲ့ဒါတော့မိုးတဲ့အောင်အပြည့်လာပြောတာလည်းမဟုတ်ဘူးအရေးယူတာလည်းမဟုတ်ဘူးเนาะချစ်လို့လာပြောတာဒီထက်ကစူးစမ်းเนาะဒီထက်မကကွက်တွေပါတယ်စူးစမ်းเนาะโอเคเนาะ